ခန်းကြီး73အငယ်1မှ3အိုထာဝရဘုရားအကျွန်ုပ်ကိုအလျင်းမမှတ်ဘဲအဘယ်မျှကာလပတ်လုံးမေ့လျော့တော်မူမည်နည်းအဘယ်မျှကာလပတ်လုံးမျက်နာတော်ကိုကွယ်ထားတော်မူမည်နည်းအကျွန်ုပ်သည်အစဉ်ဝမ်းနည်းလျက်အဘယ်မျှကာလပတ်လုံးတွေးတောသောစိတ်ရှိရပါမည်နည်းအကျွန်ုပ်၏ရန်သူသည်အဘယ်မျှကာလပတ်လုံးအကျွန်ုပ်ကိုအုပ်စိုးရပါမည်နည်းအကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားအကျွန်ုပ်စကားကိုမျက်နှာပြု၍နားထောင်တော်မူပါအကျွန်ုပ်မျက်စိကိုလင်းစေတော်မူပါသို့မဟုတ်လျှင်အသေအိပ်ပျော်ခြင်းသို့ရောက်ရပါမည်အငယ်4မှ6အကျွန်ုပ်၏ရန်သူကငါနိုင်ပြီဟုဆို၍အကျွန်ုပ်ကိုနှောင့်ရှက်သောသူတို့သည်အကျွန်ုပ်လှုပ်ရှားသည်ကိုဝမ်းမြောက်ကြပါလိမ့်မည်အကျွန်ုပ်သည်ကရုဏာတော်ကိုယုံကြည်ပါ၏ကယ်တင်တော်မူခြင်းအရာ၌နှလုံးရွှင်လန်းပါလိမ့်မည်အကျွန်ုပ်၌ကျေးဇူးပြုတော်မူသောကြောင့်ထာဝရဘုရားကိုထောမနာသီချင်းဆိုပါမည်